ရှိရရိုးစုအစတင်တဲ့ဂီတောလက်ရှိ artist တွေကိုခိုးချတွေးခဲ့ကျောင်းသားဘဝမှာဗလာဆောက်ပေါ် red တွေလက်တဲ့ဆမ်းပြီးမရေးခဲ့အချိန်ခဏလောက်ပေးပြီးအမေဖြစ်စေခြင်းနောက်မိစီမေးခဲ့တငယ်ချင်းတွေလောက်မေးကိုအချိန်ပေးခဲ့အမေစင်ပြေရဲ့လားလို့မေးခဲ့အရက်တော့ပြီးပြန်လာတဲ့ရက်နန်းနန်းနဲ့မတွေးပဲအဖေဖေးမှနေခဲ့အဖေရဲ့စိတ်ပင်ပန်းမှုတွေကိုမေးခဲ့အဖေစင်မပြေမှုတွေကျွန်တော်တွေးခဲ့ကျွန်တော်လည်းဖေးလို့တောက်တတ်ပြီးကျွန်တော်လူတွေချောင်းအဖေကိုမေးခဲ့ကျွန်တော်အိမ်မဆိုးတွေမပ်ပြီးဒီနိုးထားရှာတဲ့ချိန်မှာအဖေကိုသာမတွေ့ခဲ့အမှုပညာချင်းတူပေမဲ့ကြပြဆရာတွေကိုနိုင်ငံလူတွေမျက်နှာသာပေးခဲ့တန်မိုးရှိတဲ့ artist တယောက်ကိုဒီလူတွေသာတန်မိုးတွေ့ခဲ့ဆရာအောင်ချင်းတို့ဖြစ်တယ်လို့မသိခဲ့ SCY ပိုင်ရှင်မဲ့ပြီးမသိခဲ့စာပေနဲ့ကြပြတွေကိုမမေ့ခဲ့ဒီလူတွေသာချင်းတွေကိုမမေ့ခဲ့တီးဖို့မလိုတဲ့အရာတွေကိုတွင် secret ပြချွေဖို့အထီကိုမေ့ခဲ့ဘောမှာချစ်ရဆုံးသူနဲ့ဘတော်မှပြန်မစုံနိုင်တော့တဲ့အထီသာမဝေးခဲ့မင်းနဲ့ငါသာဘဝမှာမတွေ့ခဲ့ချစ်တဲ့အကြောင်းတွေကိုပြောပြပြီးတော့